အခုကျမတို့ရောက်ရှိနေတဲ့နေရာကတော့ဟင်္သာမြို့ရဲ့ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုဖြစ်ပါတယ်။ဟင်္သာမြို့ရဲ့လက်ရှိရေကြီးမှုအခြေအနေတွေနဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အန်ကယ်ကနာမည်ကဦးလှမြင့်ပါ။နော်စံဆက်လုပ်ငန်းရှင်ဟင်္သာမြို့မိမြို့ဖတယောက်ဖြစ်ပါတယ်။နော်ဒီရေဘေးကယ်ဆယ်ရေးနဲ့ပတ်သက်လို့ဒီအလူငွေဟလာပစ္စည်းဘာညာကိုလက်ခံမယ်ပြန်လည်ဖြန့်ဝေတဲ့စနစ်မှာဒါအန်ကယ်တို့ကဒီအခုတွေ့နေတဲ့ဒီအဖွဲ့တွေအားလုံးကဟင်္သာခရိုင်ဟင်္သာမြို့နယ်ဦးစီးအရာရှိတွေပါအမျိုးသမီးတွေဖြစ်တဲ့အတွက်ဒီမှာအထိုင်နဲ့သူကလုပ်ငန်းကိုဒါကိုတို့တာဝန်ပေးထားလို့ဒီအဖွဲ့ရဲ့ခေါင်းဆောင်တယောက်အနေနဲ့အန်ကယ်ကဒါတာဝန်ယူဆောင်ရွက်ပေးနေရတာပါရေအခြေအနေကဒီနေ့အခြေအနေရကြတော့ဟင်္သာမြို့မှာရေကတန့်ပြီးတော့မနှက်ပြန်ဆိုရင်ပြန်ကြတော့မယ်လို့အန်ကယ်တို့ကတော့အဲ့လိုမျှော်လင့်ထားပါတယ်နော်ဒါပေမဲ့မမျှော်လင့်မဲ့ဒီခါမိုးတို့ဟိုဟာတို့ဒီဟာတို့တားများလာရင်တော့လေတက်ညင်လဲတက်နေမှာပေါ့အတက်တော့မရှိတော့ဘူးလို့ဒီလိုမှန်းပါတယ်အဖွဲ့အစည်းကတော့ဒီစေရနာရှင်အလူရှင်တွေအခုဆိုကြပါစို့ဒီရန်ကုန်ကအေယာဟင်းသာကုမ္ပဏီအေယာဟင်းသာကုမ္ပဏီကစိုင်း200သူစီပုံးဘာညာတွေလာပြီးတော့ပို့ထားတယ်သူလူမဲ့မနှက်ပြန်ဆိုဒါသူတို့အဖွဲ့လာပြီးတော့ဒါအဓိကဖြစ်အောင်သူတို့ကိုယ်တိုင်လိုက်ပြီးတော့လူမဲ့လို့အန်ကယ်တို့ဒီလိုသတင်းရထားပါတယ်နော်အဲ့လိုပဲအလူရှင်ဒီမှာ3ဦးရှိသွားပါပြီဒီလိုပဲလာပြီးတော့လူတဲ့ဟာတွေကတော့အဲ့ဒါတွေကိုအန်ကယ်တို့ကလူပြီးတော့ဒီဟာတွေကိုဟင်္သာဒီခရိုင်ဒီအုပ်ချုပ်ရေးအဖွဲ့နဲ့ဒီမြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကမြို့နယ်အလိုက်အခက်အခဲရှိတဲ့ဒီရွာတွေဟလာပြည်သူတွေကိုဘယ်လိုဖြန့်ဝေမလဲသူတို့ဖြန့်ဝေပေးတဲ့ကိုတာအတိုင်းကိုအန်ကယ်တို့ကဒီကနေအတိအကျမှန်ကန်ဖြစ်အောင်ဆောင်ရွက်ပေးဦးမှာပဲအခုလိုလာရောက်ပြီးတော့ဟင်္သာမြို့ရဲ့အခက်အခဲတွေကြားထဲမှာဒီသမီးတို့ပြည့်စရာအဖွဲ့ကလာပြီးတော့မေးမြန်းကြော်ညာပေးတဲ့ဥစ္စာကိုလည်းဦးတို့ကပြန်ပြီးတော့ကျေးဇူးတင်ပါတယ်